Hello ပေါက်ကလေးပေါင်းရင်ပေါ့နော်ဘယ်လိုပြုစုရလဲညီမလေးတယောက်မိထားလေမင်းရဲ့ဗီဒီယိုကအတန်မကြားဘူးဆိုလို့မှအစ်စ်ပြန်ပြင်မိထားရပေါ့နော်သူများရှန်တွေမှာဘယ်လိုစေးသုံးလဲတော့မသိဘူးမရှန်လေးမှာတော့ line ပေါ်ကနေလေးလိုက်မွေးလာ9နှစ်ပြီးတော့မယ်အဆင်ပြေလို့ဒီနီလေးကိုမျှဝေပေးရပါတော့ဝက်ကလေးပေါက်ပြီးဆိုရင်ပထမဆုံးတန်ရှင်းလုပ်ပြီးပေါင်တာလိမ့်ပြီးရဝက်မွေးပေါင်တာဆိုတက်ရှိရပေါ့နော်ပြီးရင်အနှွေတက်ပြီးအောင်ဘုံထဲကိုခဏထည့်ပြီးရခဏနှွေတက်ပြီးရင်နှုတ်ပြီးတိုက်ပြီးရ24နာရီပြည့်ပြီဆိုရင်အဆွဲလေးဖြတ်ပြီးမွေးပြီး3ရက်မှာတန်တာရုပ်စီတစ်ချိန်ထိုးပြီးရ4ရက်နေ့မှာဘီကွန်ပလက်ထိုးပြီးပါတယ်5ရက်နေ့မှာအမိဖြတ်ဦးလေးဖောက်ပြီးပါတယ်ငငယ်လေးနဲ့ဖောက်ပြီးပြန်ရှုပ်ဆရာမလို့ဒီက900လေးဖြန်းပြီးလိုက်အနာမြင်ချက်တယ်ပေါ့နော်9ရက်နေ့ဆိုရင်သူတို့ရေတောက်တက်ပြီးသူတို့ရဲ့နဲ့မြောင်ရင်းငုတ်တည်လေးဆင်ပြီးထားရဲ့10ရက်သားဆိုရင်အစာလေးကိုတကြားလေးနဲ့ရောပြီးတော့လက်နက်ကုတ်စာလောက်လေးထည့်ပြီးအစာအများကြီးထည့်ပြီးရင်းနေနာပြီးတော့ဝမ်းပြက်ဝမ်းလျှော်ပြီးဖြစ်မစိုးလို့နည်းနည်းပဲထည့်ပြီးပေါ့နော်တန်နေအောင်ထားပြီးခဏခဏစာထည့်ပြီး10ရက်နေ့မှာတန်ရှာစီရည်လေးတိုက်ပြီး73ရက်နေ့မှာတန်တာဒုစီထပ်ပြီးထိုးပြီးပေါ့နော်14ရက်သားမှာဘီကွန်ပလက်ဒုတိယချိန်ပြန်ထိုးပြီးတယ်21ရက်နေ့ဆိုရင်ဘီကွန်ပလက်တတိယချိန်ထိုးပြီး30ရက်နေ့ဆိုရင်တန်ရှာစီရည်တိုက်ပြီး45ရက်သားပြည့်ဆိုရင်တန်ကြာစီနဲ့အားစေကိုတွဲပြီးထိုးပြီးပေါ့နော်ဘယ်တစ်ဖက်ညာတစ်ဖက်45ရက်ကျော်ပြီးဆိုရင်ဂျာတီလူနဲ့အဆင်ပြေမယ်ပေါ့နော်ကိုထိုးချင်တဲ့ကာကွယ်ဆေးကိုထိုးပေးလို့ရရဲကဝမ်းချကာကွယ်ဆေးတို့ခွနာရှာနာကာကွယ်ဆေးတို့ဝနည်းပြကာကွယ်ဆေးတို့နော်ကာကွယ်ဆေးတွေကအများကြီးရှိရဲအဲ့ထဲမှာအဆင်ပြေတဲ့ဟာပေါ့နော်ရက်ရှားပြီးထိုးပေးလိုက်တယ်အမတို့ကဝက်ပေါက်ရောင်းရင်အနည်းဆုံး45ရက်ပြည့်ပြီးမှရောင်းတယ်ပေါ့နော်55ရက်ပြည့်ပြီးမှယူမယ်ကာကွယ်ဆေးသူတို့ထိုးချင်တဲ့ကာကွယ်ဆေးထိုးပြီးမှယူရဲဆိုရင်ဈေးရတာခွဲထက်ပို့ပြီးရမယ်ပေါ့နော်အခုခေတ်ကုန်ဈေးနှုန်းနဲ့ဆိုရင်ဆေးတွေကလည်းဈေးရ3ဆလောက်တက်နေလို့ပေါ့နော်55ရက်ပြည့်ပြီးမှယူရဲဆိုရင်တော့ပို့ပြီးတော့နည်းနည်းဈေးကြီးမယ်ပေါ့အမားဆရာမဟုတ်လို့တေချာတော့မသိပြီမဲ့ဒီနီးလေးကအဆင်ပြေလို့ပေါ့နော်ညီမလေးကိုမျှဝေပေးလိုက်တာသူများရှက်နေမှာဘလို့သုံးလဲဆိုတာညီမလေးလေးလာကြည့်ပေါ့နော် line ပေါ်မှာသူများကြီးတင်ကြရဲပေါ့မတို့လည်းအဲ့လိုမျိုးလိုက်ကြည့်ပြီးတော့ကိုအဆင်ပြေမဲ့ဟာဆိုလို့ရှိရင်စောက်လေးနဲ့မှတ်ထားလိုက်တယ်ပေါ့နော်လုံးမပဲပြန်ကြည့်လိုက်တယ်ဒီနီးလေးနဲ့သုံးကြည့်ရင်တော့အဆင်ပြေပေါ့နော်ပြီးတော့ညီမလေး line ပေါ်မှာလိုက်ပြီးရှာကြည့်လိုက်ပေါ့သူများတွေဘလို့သုံးနေဘလို့လုပ်တယ်ဆိုတာဒီနီးလေးနဲ့အဆင်သုံးမယ်ဆိုလို့ရှိရင်လည်းဝက်ကလေးမွေးရ